TikTok ကောက်ကိုအားလုံးမေးနဲ့ဒီဖွင့်ကြည့်မယ်နော်ဆိုတော့အရင်ဦးဆုံးအကောက်ဖွင့်ဖို့အတွက်ကို Google Play Store ထဲက Microsoft Outlook ကိုကျွန်တော်ရှာတောင်းလိုက်မယ်ကဲပြီးလို့ရှိရင် TikTok အကောက်ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့် TikTok ကိုတောင်းလိုက်မယ် TikTok က TikTok Live version မှာတောင်းလိုက်မယ်နော်โอเคဒီမှာအားလုံးမေးရပြီအားလုံးမေးရပြီဆိုလို့ရှိရင်ကျွန်တော်ဒီထဲတစ်ချက်ဝင်လိုက်မယ်နော် TikTok Live လေးပြီးပြီဆိုတော့အားလုံးမေးတဲ့ဝင်လိုက်မယ်ဝင်တော့ဒီမှာ add account ရှိတယ် create new account ရှိတယ်ဒီမှာကျွန်တော် create new account ကိုနဲ့ရွေးပေးလိုက်မယ်โอเคဒါဆိုဒီလိုမျိုးပြနေမယ်အခု Gmail လည်းကြတော့ဖွင့်ရခတ်တယ်ပေါ့နော် Gmail ဖွင့်မှာဆိုလို့ရှိရင် phone number တောင်းတဲ့ပြဿနာတွေရရှိတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီ Outlook mail နဲ့TikTok account ဖွင့်ကြည့်မှာနော်ဆိုတော့ okay ဒီမှာ new email ဆိုပြီးတော့ပြရတယ်ပေါ့နော် new email ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ email ထည့်လိုက်မယ် okay ပြီးလို့ရှိရင် nice နဲ့သွားလိုက်ဒါမျိုးဆိုလို့ရှိရင်ဒီနာမည်ကရှိနေပြီလားဖြစ်လို့ကျွန်တော်ဒီမှာအခုကြိုက်တဲ့နာမည်တစ်ခုယူရပါနော်ကျွန်တော်ဒီအကောင့်လေးရွှေ့ပြလိုက်မယ်ပြီးလို့ရှိရင် nice နဲ့သွားလိုက်မယ် okay ဒါဆိုလို့ရှိရင်ဒီမှာ password ပေါ့နော် password ကိုစင်ပြရ password ထည့်ပါ okay password ထည့်ပြီးဆိုလို့ရှိရင် nice နဲ့သွားလိုက်မယ်ဟုတ်ပြီဒီနေရာမှာလပေါ့နော် birthday တွေကိုထည့်ပြလိုက်ပါကိုတိုင်းတောင်းတဲ့ကောက်ဆိုရင်တော့ birthday အမှန်ထည့်လိုက်ပေါ့နော်ကျွန်တော်ကြာ tutorial လောက်တာဆိုတော့ birthday အမှန်မထည့်တော့ဘူးအားပြီးလို့ရှိရင် nice နဲ့သွားလိုက်ပါ okay အဲ့ဒါပြီးလို့ရှိရင် first name ရယ် last name ရယ်ပေါ့နော်ဒါဆိုရှိရင်ကိုရဲ့နာမည်ထည့်လိုက်ပေါ့နော်โอเคဒီမှာဆိုလို့ရှိရင်ဒီကောင်လေးကိုတစ်ချက်ဖိတက်လိုက်နော် press and hold the button ဆိုပြီးတော့သူကပြတာဆိုတော့လေ okay okay ပြီးလို့ရှိရင် okay ပဲနှိုက်ပြလိုက်ပါနော်โอเคဒါမျိုးပြရင်ကျွန်တော် maybe later ကိုပဲနှိုက်ပြလိုက်ပါနော်လို့ရှိရင် nice နဲ့သွားမယ် access နိုင်မယ်ပြီးလို့ရှိရင် continue to outlook ဆိုပြီးတော့နှိုက်ပြလိုက်မယ် okay ဒါဆိုလို့ရှိရင် notification on ပြလိုက်မယ်ဟုတ်ပြီဒါဆိုကျွန်တော်တို့မေးရပြီပေါ့နော်ဒီမှာဒီ mail နဲ့ TikTok အကောင့်ကိုစမ်းပြီးတော့စမ်းဖွင့်ကြည့်မယ်ဒီ mail ကိုတော့မှတ်ထားဖို့လိုမယ်နော်ဟုတ်ပြီအဲဆိုလို့ရှိရင် TikTok live တဲ့ကိုဝင်လိုက်မယ် okay အဲဆိုလို့ရှိရင်ဒီမှာ save up for TikTok ဆိုပြီးတော့ continue with Google ရှိတယ် use phone or email ရှိတယ်ဒီ continue with Facebook ဆိုပြီးတော့ရှိတယ်ပေါ့နော်ကျွန်တော်ဒီအလဲက use phone or email ကိုနှိုက်လိုက်မယ်ဒီနေရာမှာတစ်ခုရှိတာကဖုန်းနံပါတ်နဲ့ဖွင့်လို့ရတယ်လို့ဒီဘက်ချမ်းမှာ email နဲ့လည်းဖွင့်လို့ရတယ်ပေါ့နော်ဖုန်းနံပါတ်နဲ့ဖွင့်တာကူဒီရက်ပိုင်းမှာဖွင့်လို့မရတာများတာပေါ့နော်ဆိုလို့ရှိရင်ဒီမှာ email နဲ့ပြောင်းပြီးတော့ဖွင့်ကြည့်မယ် email ဘက်ချမ်းနှိုက်လိုက်မယ်နှိုက်ပြီးလို့ရှိရင်ခဏကကျွန်တော်တို့ဒီမှာဖွင့်ရခဲ့တဲ့ဒီ Gmail လိပ်စာရက်ချလိုက်မယ်โอเคအဲ့ဒါပြီးလို့ရှိရင်ဒီနားလေးမှာအဆက်လေးထည့်ပေးလိုက်ပြီးလို့ရှိရင် nice နဲ့သွားလိုက်နော်ဟုတ်ပြီဒီမှာဆိုလို့ရှိရင်ဒီကောင်ဆွဲပြလိုက်ပေါ့โอเคပါဒါဆို password ပေါ့နော် password ကကိုနှစ်တက်ရ password ထည့်ပါ
မှတ်မိလွယ်တဲ့ password ပေါ့နော်ကိုတိုင်းမှတ်မိမဲ့ password ထည့်ပါ password ထည့်ပေါ်ပြီဆိုလို့ရှိရင် next နဲ့တွားလိုက်မယ် okay အဲ့ဒါပြီးလို့ရှိရင်ဒီနေရာမှာ birthday တွေယူရမယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင် next နဲ့တွားမယ်โอเคဝိုင်းလည်နေတာကြာရင်တော့ VPN ချိန်ပြလိုက်ပါနော်ဒီမှာဆိုလို့ရှိရင် add your profile name ဆိုပြီးတော့ပေါ်လာပြီโอเคအဲ့ပြီးလို့ရှိရင် create ကိုနှိပ်ပြလိုက်နော်โอเคတော့ Facebook နဲ့ချိန်မလားပေါ့နော် Facebook နဲ့တော့မချိန်ဘူးဖြုတ်လိုက်မယ်ပြန်ပြီးတော့ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဖွင့်ရတဲ့ TikTok အကောင့်ရပြီပေါ့နော်ဆိုတော့ဒီဗီဒီယိုတော့ဒီလောက်ပါပဲအဆင်မပြေတာဖြစ်တခုသိချင်တာရှိမှဆိုလို့ရှိရင်ဗီဒီယိုရဲ့ comment အောက်မှာမေးခဲ့ပေးပါဗီဒီယိုကိုဆုံးတဲ့ထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်